မမေတို့ကိုပြောပြမယ်စာမှုပဲကြမှာကြောက်တယ်ငါဒါကိုမလုံနိုင်ဘူးဆိုတဲ့စကားတွေကိုတာတာမီမီပြောနေတယ်ဆိုရင်တတိထားဖို့လိုပါပြီစာမှုပဲဖြေရမှာကြောက်တဲ့ကလေးအတွက်မမေတို့ဘလို့ကူညီပေးရမလဲဆိုတာသိချင်တဲ့မမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့ပညာရေးဖိအားတွေကိုရှော့ချပြီးကလေးကိုအေးဆေးဖြစ်အောင်ကူညီနည်း၄ခုကိုပြောပြပေးမယ်ပထမနည်းကအမတ်ထက်စ조사မှုကိုတန်ဖိုးထားပါ value effort over grades စာမှုပဲအမတ်ကိုမေးတဲ့အလေးအထားကိုပြောင်းပါဘလောက်ရလဲမေးမဲ့အစားဒီတစ်ခါဘာအစ်စ်တွေတင်လိုက်လဲဘယ်ပု္ပ္ပစာကအခက်ဆုံးလဲလို့မေးပါဒုတိယနည်းကအနားယူချိန်သေချာပေးပါ guarantee rest time စာချက်ချိန်တွေကြားမှာအနားယူချိန်ထည့်ပေးပါကလေးကိုအပြင်ထွက်ကစားခွင့်ဝါသနာအရာတွေလုပ်ခွင့်ပေးပါအုံနောက်အနားယူမှစာပိုမှုမှတ်မိပါတယ်တတိယနည်းကကြာရှုံးမှုကိုသင်ယူစရာအဖြစ်ပြောပြပါ normalize failure as learning မမေတို့ကိုယ်တိုင်ကြာရှုံးခဲ့ဘူးတဲ့အတွေ့အကြုံလေးတွေဝေမျှပါမမေလည်းအရင်တုန်းကဒီပု္ပ္ပစာမှာအမားတွေ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအမားကနေသင်ယူလိုက်ရတယ်လို့ပြောပါစတုထနီးကအေးရေအာဟာရလေ့ကျင့်ခန်းသေချာစေပါ prioritize sleep nutrition exercise စာမိုးဘက်ကနီးမှာကလေးကိုညဘက်နိုးနိုးထထကြက်ခိုင်းတာမလုပ်ပါနဲ့အုံနောက်ကောင်းကောင်းအလုပ်လုပ်ဖို့အေးရေအာဟာရလေ့ကျင့်ခန်းတွေအရေးကြီးပါတယ်ဒီနီးလန်းတွေကိုသုံးရင်ကလေးဟာစာမိုးပဲဆိုတာကြောက်စရာဖိအားပေးစရာမဟုတ်ပဲသူရဲ့တိုးတက်မှုကိုပြသတဲ့နေရာတစ်ခုအဖြစ်မြင်လာပါလိမ့်မယ်စိတ်ကြမ်းမာရေးလည်းကောင်းလာမှာပါမမေတို့ဒီတပတ်တာတာမီမီကိုဒီတစ်ခါဘာအစ်စ်တွေတင်လိုက်လဲလို့မေးကြည့်ပါစာမိုးပဲအမတ်ကိုအရင်ဆုံးမမေးပါနဲ့သူ့အဖြေလေးကိုဒီတပတ်ကျမကလေးပြောတဲ့စိတ်ဝင်စားစရာအကြောင်းအရာလို့ comment မှာဝေမျှပေးပါအတူတူဖိအားကင်းတဲ့သင်ယူမှုဘဝဖန်တီးကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကြားမှာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်